ကဲဒီနေ့ကတော့နော် original brand new laptop လို့ချင်တဲ့ brother တွေတော့ဗောနော်ကျွန်တော် TTN gaming PC မှာဆိုလို့ရှိရင်ကျွန်တော် laptop တွေကိုကျွန်တော် original C နဲ့ရမယ်ပြီးလို့ရှိရင် brand new နဲ့ရမယ်ကျွန်တော် C လုံးဝမဖောက်ပါဘူး customer ကိုယ်တိုင်ကျွန်တော်စီမှာ C တာဖောက်လို့ရပါတယ်အကယ်လို့ရန်ကုန်ကမဟုတ်ဘူးဆိုလို့ရှိရင်လည်းငွေလွှဲပေးမှကျွန်တော်က C ဖောက်ပေးမှာပါအကယ် original C နဲ့ပဲယူမယ်ဆိုကျွန်တော်ဒီတိုင်းပဲပို့ပေးမယ်အကယ်လို့ကျွန်တော်ဖောက်ပြီးတော့ software တွေထည့်ပေးပါဆိုလို့ရှိရင်လည်းကျွန်တော် original C ဖောက်တဲ့ video ပါကျွန်တော်ရိုက်ပြီးပို့ပေးပါမယ်ဆိုလို့ချင်းတဲ့တိတ်ပြစိတ်ချလက်ချကျွန်တော်စီမှာ brand new ဖြစ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အမခံနဲ့ပြပေးပါမယ်အားလုံးပဲစိတ်ချလက်ချနဲ့ဝယ်လို့ရပါတယ် original C ဖြစ်တဲ့အပြင်အမခံ2ရအပြည့်လည်းရရှိစေရမှာပေါ့နော်ကျွန်တော်စီက laptop တွေဆိုလို့ရှိရင်ပေါ့နော်အဲ့တော့laptop ဝယ်လို့ရှိရင်တော့သူ့ရဲ့ original အိတ်လေးပါအောင်မယ်เนาะကျွန်တော်စီမှာရနိုင်တဲ့ laptop လေးတွေကျွန်တော်တချို့ model လေးတွေကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဒီပေါ့နော် Lenovo တွေက LOQ တွေက15ကျွန်တော်ပေါ့နော် RTX 4050နဲ့ဆက်တက်ရတယ်တော်တော့ Ryzen 7 190ပြီးလို့ရှိရင် RTX 4050 RAM 16GB storage က512အဲ့ဒါကို49,59000နဲ့ရမယ် Lenovo တွေကပေါ့နော် LOQ ပေါ့နော်ပြီးလို့ရှိရင် Lenovo တဲ့ LOQ ပဲ15လက်မှပဲသူက i7 ကို 13650HS နဲ့ပြီးလို့ရှိရင် RTX 5050 8GB နဲ့ memory 16GB storage 512ပြီးလို့ရှိရင်63,900ပါနောက်တစ် model လဲ Lenovo ရဲ့ LOQ ပဲ15လက်မှပဲ i7 13700HS နဲ့ပြီးလို့ရှိရင် RTX 5060နဲ့ပြီးလို့ရှိရင် 16GB storage နဲ့ 16GB RAM နဲ့ 512 storage နဲ့အဲ့ဒါကိုဈေးနှုန်း80နဲ့မှ99,000ပါနောက်တစ် model ကတော့ Asus TUF Gaming 16လက်မှလေးပေါ့နော် F16 ပေါ့နော်တွားတော့ Lenovo ရဲ့ i5 14 Gen 14450H8 နဲ့ပြီးလို့ရှိရင် RTX 5060 8GB နဲ့ RAM 16GB ပါမယ် storage 512ပါမယ်အဲ့ဒါလေးရဲ့ဈေးကတော့83,89000ပါအခုကျွန်တော်ပြောရတဲ့ model အားလုံးကပြောမှဆို graphic ကပါတဲ့ model တွေပေါ့နော်ပြီးလို့ရှိရင် high end game သမားတွေအတွက်ပဲဖြစ်ဒီ architect သမားတွေအတွက်ဖြစ် design သမားတွေအတွက်ပဲဖြစ်လုံးဝအဆင်ပြေတဲ့ set up လေးတွေပါအရေးကြီးတာကRAM ထပ်တိုးလို့ရတယ် storage ထပ်တိုးလို့ရတယ် RAM တိုးဖို့အတွက်လည်း extra နဲ့ slot ရှိတယ် storage လည်း 512 မလောက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော် 1T ထပ်တိုးမလား 2T ထပ်တိုးမလားထပ်တိုးလို့ရပါတယ် model အားလုံးကပေါ့နော် adjust လုပ်လို့ရပါတယ်အဲ့ဒါလေးလာရှင်းပြပေးတာပါကျွန်တော်ဒီ Lenovo ရဲ့ LOQ နဲ့ Asus ရဲ့ TUF ဆိုတော့ပြောမှဆိုရှင်တော့ဒီ budget နဲ့ mid range gaming model တွေပေါ့ဗျာလုံးဝအဆင်ပြေပါတယ်ဒီထဲမှာတော့ Asus ရဲ့ TUF ကတော့နည်းနည်း build quality ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ body အပေါ်လေးကaluminium သုံးထားတယ်သူ့ရဲ့ palm rest ပေါ့နော်သူ့ရဲ့ keyboard လေးနဲ့ palm rest ရယ်သူ့ရဲ့ button အောက်ကဟာဆိုလို့ရှိရင်တော့သူကပြောမှဆိုရှင် plastic သုံးတယ်ပေါ့ဗျာ Lenovo ရဲ့ LOQ ကတော့အကုန်လုံးတော့ plastic ပဲသူ့ရဲ့ body တစ်ခုလုံးကတော့အပေါ်ပဲဖြစ်ဒီ palm rest လောက်တဲ့နေရာပေါ့နော်ကျွန်တော်လက်တင်တဲ့နေရာပဲဖြစ်သူ့ရဲ့အောက်ခံပဲဖြစ်အကုန်လုံးကတော့ plastic ပါပဲဒါပေမဲ့သုံးရတာအဆင်ပြေပါတယ်ဒါတော့ကျွန်တော်စီမှာရနိုင်တဲ့တချို့ model လေးတွေကျွန်တော်ပြောပြထားပါတယ်မိတ်ဆွေတို့အားလုံးနေနဲ့ကျွန်တော်စီမှာမရှိတဲ့ model လေးတွေလည်းလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ဆုံဆန်းလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပေါ့နော်အမခံအပြည့်နဲ့ပြီးလို့ရှိရင် original brand new laptop လိုချင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြအောင်เนาะ